အားလုံးပဲမင်္ဂလာပါခင်ဗျာအဲ့တော့ living page channel ကြိုဆိုပါရစေဒီနေ့အိမ်မှာကျွန်တော်ဘာချက်မယ်ဆိုလို့ရှိရင်ဆေးဘက်ဝင်းဟင်းတစ်မျိုးကိုချက်ပါမယ်အဲ့ဟင်းကဘာလဲဆိုလို့ရှိရင်တင်မိုးဝင်းကိုမှကျွန်တော်ခရမ်းကဆော်ဒီလေးနဲ့ရောပြီးတော့မှချက်မှာဖြစ်ပါတယ်เนาะဒီတင်မိုးဝင်းနဲ့ခရမ်းကဆော်ဒီရတယ်လို့ရှိရင်ဆေးဘက်ဝင်းနဲ့ဆိုတာကိုတော့ကျွန်တော်ကြားဘူးရပေါ့เนาะအဲ့ဒါကြောင့်မို့မချက်ခင်မှာအိမ်ကိုလှမ်းမိတဲ့ခါမှာလို့ရှိရင်အိမ်ကဘာပြောလဲဆိုလို့ရှိရင်သူကတဲ့စားလို့ရှိရင်တော့ဘိုက်မနာဘူးပေါ့เนาะဝင်းလဲမှန်တယ်လို့ပြောတယ်ပေါ့เนาะအဲ့ဒါဒါလေးကိုမှကျွန်တော်ပို့ပြီးတော့မှဒီတေးကြအောင်ပြင်စားပြန်ဖက်တဲ့ခါမှာအသီးရွက်နှမျိုးရဲ့ဆေးဘက်ဝင်တွေကိုအများကြီးသိလိုက်ရပါတယ်เนาะတင်မိုးပွင့်နဲ့ခန်းကဆော်ဒီရလို့ရှိရင်ဘယ်လိုမျိုးဆေးဘက်ဝင်လဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာနှုတ်ပြီးရေးထားတယ်ပေါ့နော်။ဘာလို့ဆေးဘက်ဝင်တဲ့ချက်တွေကအရင်များတဲ့အတွက်ကြောင့်မမိမှာဆိုလို့ကျွန်တော် site နဲ့ထားရေးထားတယ်။ကြောက်စစ်စောက်ကျွန်တော်တင်မိုးပွင့်ကိုပြောမယ်ပေါ့နော်။တင်မိုးပွင့်ကဆိုလို့ရှိရင်ကျွန်တော်တို့တင်မိုးပင်ရဲ့အဖူပင်ကပွင့်တဲ့အပွင့်အဲ့ဒါကိုမှကျွန်တော်ပုံမှန်ဆိုလို့ရှိရင်တောက်စားတယ်ဒီလိုမျိုးကြော်စားတယ်ပေါ့နော်။သူ့ရဲ့ဆေးဘက်ဝင်ကဘာဖြစ်မလဲဆိုလို့ရှိရင်သူကကိုလက်စထရောကိုကျတယ်တဲ့လို့ရှိရင်၄ချိန်ကိုရဲ့၄ချိန်ပေါင်လည်းကျစေတယ်။နောက်စီးချိုသမားတွေအတွက်ဆိုလို့ရှိရင်အကောင်းဆုံးတက်စားလည်းဖြစ်တယ်။နောက်နှလုံးရောဂါနဲ့ကင်ဆာမဖြစ်အောင်လည်းကာကွယ်ပေးတယ်တဲ့နောက်ပြီးလို့ရှိရင်လေဖြတ်တာလေဖြန်းတာကိုလည်းကာကွယ်ပေးတယ်လို့ကျွန်တော်သိရပါတယ်เนาะကျင်းကွတ်ဆော့တီရဆိုလို့ရှိရင်လူတော်များသိပါတယ်ကျွန်တော်တို့နေဘက်မှာဆိုလို့ရှိရင်အလေးကျလည်းပေါက်တယ်စိုက်တယ်ပေါ့เนาะထိုင်းဒီမှာဆိုလို့ရှိရင်တော့အမြဲတမ်းအသုံးဝင်နေအတီးတစ်မျိုးပေါ့เนาะအဲ့ဒါသူ့ရဲ့ဆေးဘက်ကိုဝင်မှုကပါတယ်ဆိုလို့ရှိရင်ကြောက်ကတ်နဲ့အသေးကိုတဲ့အားကောင်းစေတယ်တဲ့ညီတိုင်းစားလို့ရှိရင်ဝါးစားလို့ရှိရင်စီးကြိုလည်းကြာမယ်သွေးခဲခြင်းကိုလည်းဟန်တားစေတယ်လို့ရှိရင်အစီလည်းကြာတယ်ပေါ့နော်မကြစားပြီးလို့ရှိရင်လည်းမောပန်းတွေတာလည်းအကူညီပေးတယ်နောက်ဝမ်းမှန်ပြီးတော့ဝမ်းကိုပျော့စေတယ်ပေါ့နော်အဲ့တော့ဒီနှစ်မျိုးကိုကျွန်တော်ပေါင်းပြီးတော့မှချက်ပြပါမယ်ဆက်ပြီးကြည့်ပြပါဦးခင်ဗျာโอเคဒီနေ့ဘာချက်ပြမှာလဲဆိုတော့ဒါကကျွန်တော်တို့တင်မိုးပွင့်ပေါ့နော်တင်မိုးပင်အဖူပင်ကနေပြီးတော့မှပွင့်နေတင်မိုးပွင့်လေးပေါ့အဖူလေးတွေဒါလေးကိုကျွန်တော်ခြွေထားတာပေါ့နော်အဲ့ဒါကိုဘာနဲ့ချက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါကတော့ခရမ်းကဆော်ဒီလို့ခေါ်တယ်ကျွန်တော်အညာမှာတော့ခရမ်းပဲလို့ဒီလို့လည်းခေါ်တယ်ထိုင်းမှာဆိုလို့ရှိရင်တော့ဒါအသုံးများတာပေါ့နော် baby bean ကြောလို့လည်းခေါ်တယ် green curry chicken တို့ red curry chicken တို့မှာထည့်တာပေါ့နော်โอเคဒါလေးကိုကျွန်တော်စပြီးချက်ပါမယ်နော်ပထမဆုံးကျွန်တော်တို့ဒီခရမ်းကဆော်ဒီကိုမညက်တဲ့လေးထောင်းမယ်ပေါ့နော်တကယ်လို့အချိန်ရလို့ရှိရင်တော့ကိုကဒါလေးတွေကိုဓာတ်လေးနဲ့ချမ်းလို့ရတယ်ကျွန်တော်ကတော့ဒီမှာဒါလေးကိုမှကျွန်တော်တို့အိမ်မှာချက်တဲ့ပုံစံမျိုးလေးပဲထောင်းလိုက်ပါမယ်နော်နည်းနည်းကွယ်တော်လောက်ပဲနော်ညံ့ညောင်ထောင်းတာမဟုတ်ဘူးလုံမျိုးအနေထားလေးနော်ဒီမှာအလေးဆိုရတယ်နော်ကဲအလေးကိုကျွန်တော်ကုံအောင်ဆက်ပြီးတော့မှထောင်းပါမယ်နော်အဲ့ဒါကိုထောင်းပြလို့ရှိရင်ကျွန်တော်အနှစ်ကိုဆက်ထောင်းပါမယ်နော်ကဲချက်ဖို့အနှစ်ဆိုလို့ရှိရင်ကျွန်တော်တို့တက်တုံဖြူရယ်တက်တုံအမီရယ်မြို့ကြီးအကြောင်းလေးမှုပဲထောင်းမှာပေါ့နော်လို့ရှိရင်တက်တုံလေးထည့်ပါမယ်ပါကျွန်တော်အကြောင်းလေးမှုလေးပါတစ်ခါထည့်လိုက်နော်ပြီးရင်စနွေးမှုလေးပါထည့်ပြီးတော့မှထောင်းပါမယ်အဲ့ဒါလို့ရှိရင်ကျွန်တော်တို့တက်တုံလေးအနှစ်ကိုရပြီပေါ့နော်အောက်မှာကျွန်တော်ဒီမှာပကံလေးကိုထည့်လိုက်ပါမယ်ဒါကတော့ကျွန်တော်တို့ software ထောင်းထားတဲ့ခရမ်းကဆော်ဒီအညာခေါ်ဆိုလို့ရှိရင်ခရမ်းပဲလို့ပြီးပေါ့နော်ဒါကတော့ကျွန်တော်တို့တင်မောပွင့်နော်တင်မောပွင့်သူကတုတ်စားလို့လည်းအရင်ကောင်းတယ်နော်တုတ်စားလို့လည်းရတယ်ခုလိုမျိုးကြော်စားလို့လည်းချက်စားလို့လည်းရတာပေါ့နော်ဒါကကျွန်တော် software ထောင်းထားတဲ့ဟင်းအနှစ်နော်တက်သွန်ပါမယ်နော်အဖြူနီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဗာထည့်လို့ရှိရင်ပဇွန်ကြောင်းမှုန်လေးထည့်မယ်ပြီးရင်စားလေးမျိုးထည့်နော်တော့ဒီမှာကပဇွန်ကြောင့်ဖွင့်နေပါတယ်လို့ရှိရင်ငံပြာရည်လေးနည်းနည်းထည့်မှာဆိုတော့ခါကြတော့လေစားကိုကျွန်တော်အများကြီးထည့်တော့ငံပြာရည်လေးနည်းနည်းထည့်မယ်အရသာမှုန်လေးနည်းနည်းထည့်မယ်ပေါ့နော်ကြတော့အရသာမှုန်မထည့်ခြင်းပဇွန်ကြောင့်ကိုများထည့်လိုက်ရတယ်နော်ကျွန်တော်တို့နည်းနည်းလေးတော့ထည့်လိုက်မှာဒီခုနဒီအရသာမှုန်လေးကိုနော်ထည့်လိုက်ပါနော်ပြီးလို့ရှိရင်ကျွန်တော်စီထည့်မယ်နော်မချက်ခင်ဒါလေးကိုမှအရင်ဆုံးကျွန်တော်နေလိုက်ပါနော်ကျွန်တော်တို့စပြီးတော့မှလုံးကျက်ကလေးချက်မယ်ပေါ့နော်ဒါစီစိမ့်နဲ့ပြောင်းအောင်ကျွန်တော်တို့ကလုံးပြဖို့လိုတယ်နောက်မှကျွန်တော်တို့ကရေထည့်မှာပေါ့နော်ဒီခင်းဆော်ဒီလေးရဲ့ဆိုလို့ရှိရင်တင်မိုးပွင့်လေးရဲ့နူးသွားအောင်ဆိုလို့ရှိရင်ချက်လို့ရတယ်နော်ကျတော့မြို့ကြီးအယောင်နေမှုမထည့်ပဲနဲ့လေဘယ်လိုအဖြူတယ်လေးလေးချက်လို့ရတာပေါ့နော်ကျွန်တော်ကတော့နည်းနည်းလေးအယောင်လေးလေးလိုချင်တဲ့အတွက်ကြောင့်အယောင်တင်မိုးလေးနည်းနည်းထည့်ချက်တာနော်ကျွန်တော်ဆိုတော့ဗာမစ်သွားလဲဆိုတော့ခင်းဒီထည့်ဖို့မိသွားတဲ့ဒီမှာကျွန်တော်ခင်းရင်ဒီလေးထည့်ပါနော်ဒီ
ဒီချိန်မှာဆိုရှင်ကျွန်တော်ဒီလေးနည်းထည့်နော်ဒီခါလေးကိုကျွန်တော်ဆက်ပြီးတော့မှချက်ပါမယ်ဒီခါလေးဆိုလို့ရှိရင်ကျွန်တော်တို့ခင်းလေးကဒါရပြီပေါ့နော်ကျွန်တော်ခဏမြည်ကြည့်နေမှာဆိုလို့ရှိရင်လုံးဝအခါတတ်မရှိဘူးအရန်ကုန်မှဆောက်လို့ကောင်းတယ်နော်ကဲဒါလေးကိုကျွန်တော်ကန်နေထည့်ပါနော်ဒါတော့ကျွန်တော်ဆောကချက်ပြပေးခဲ့တဲ့တင်မောပွင်းနဲ့ခရမ်းကစော်ဒီချက်ပေါ့နော်ဒါတော့ကျွန်တော်အရင်ကကျန်တဲ့ငါးဟင်းလေးရဲ့နောက်လူချင်းခနာကပဲပြုတ်နဲ့ကျွန်တော်မြစ်လေးကိုကြော်ထားတယ်ပေါ့နော်ဒါတော့ခရမ်းကစော်ဒီချက်ဒါလေးကကျွန်တော်ကြော်ပြီးခဏမြည်တဲ့ချိန်မှာဆိုလို့ချင်းထူးခြားတာပါလို့ရှိရင်လုံးဝတင်မောပွင်းရဲ့အခါတဲ့ခါလုံးဝပျောက်သွားပြီးတော့မှစားလို့အရန်ကောင်းတယ်ပေါ့နော်ကဲဒါလေးကိုကျွန်တော်စပြီးစားပါမယ်နော်လုံးဝအခါတော့လုံးမရှိဘူးနော်ကဲဒါဆိုရှင်ဒီလိုမျိုးစိတ်ဘက်ဝင်တဲ့ဟင်းလေးကိုအိမ်မှာချက်စားကြည့်ပါလို့တိုက်တွန်းနေပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ